皆さんこんにちは。မြန်မာပြည် Japanese Language Academy ရဲ့အစည်းအဝေးထဲမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့အန်ဒရီမေကွန်2018ဗီဒီယိုလေး2018ရဲ့အပိုင်း1ဗီဒီယိုလေးဖြစ်ပါတယ်။အပိုင်း1မှာကတော့ခန်းကြီးနဲ့ခိုတိုးပါလေးကိုရှင်းပြပေးသွားတာဖြစ်ပြီးတော့အပိုင်း2မှာတော့ဘုံဘိုးနဲ့ဒူကိုင် reading အပိုင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်။ဒါဆိုရင်ဘုံဘိုးရဲ့နံပါတ်1မွန်နိုင်အီချီလီကကြတော့ခိုတိုရှိဝနာဆယာဆူမီနိခုနှစ်ရဲ့ခိုင်ရီမဆန်ဒီနေ့နွေရာသီပရက်မှာတဲ့နိုင်ငံကိုမပြန်ပါဘူး။日本で夏休みゴラスゴスのは今年が初めてです。ဂျပန်မှာတဲ့နွေရာသီပရက်ကောလကိုစကောစုနော်ကဖြတ်ကျော်တာကဖြတ်တန်းတာကဒီနှစ်ကပထမအောင်ဆုံးဖြစ်ပါတယ်။ဂျပန်မှာနွေရာသီပရက်ကိုဆိုတော့အနောက်ကပါတီကယ်လေးကအိုလေးကိုတက်ထည့်လိုက်ရပါပြီ။အဖြေမှန်လေးကယွန်ပန်။နောက်နံပါတ်2ကကြတော့この美術館では10年前から外国人旅行者ဒီအနုပညာပြတိုင်းမှာတဲ့လွန်ခဲ့တဲ့10နှစ်ကနေစပြီးတော့နိုင်ငံခြားသားခရီးသွားတွေ college ကဲ့သို့လက်မှတ်ရဲ့ဝါရီပီခိ service ဒီ discount shop ပေးတဲ့ service လေးကိုအခုနတဲ့လို့ကျင်းပပေးနေပါတယ်နံပါတ်1လေးကကြတော့နိတိုင်းတဲ့နိုင်ငံခြားသားခရီးသွားတွေအပေါ်နိခူရာပေးတဲ့နိုင်ရှင်ပြီးတော့နိုင်ငံခြားသားခရီးသွားတွေနဲ့နိုင်ရှင်ပြီးတော့နိခုတ်တို့တဲ့နိုင်ငံခြားသားခရီးသွားတွေကြောင့်အကြောင်းကြောင့်လေးကကြတော့ no ဟုတ်ကနိတခြားဥစားအဖြေမှန်လေးကကြတော့ ichi ban လိုခဲ့တဲ့10နှစ်ကနေစပြီးတော့နိုင်ငံခြားသားခရီးသွားတွေအပေါ်လက်မှတ်လျှော့စီ service လေးကိုကျင်းပပေးနေပါတယ်။はいနောက်တစ်ခုစမ်းပတ်လေးကကြတော့ခေစာကောလက်ဟာယာအိုခီကိုစတဲ့ဥပန်တိုစကူတာနော်နီဒီမနာတဲ့ဟာယာအိုခီစောစောအဲ့ရထားပြီးတော့တဲ့ထမီဘူးလေးကိုလှုပ်ခဲ့ပြီးမဲ့လေမိုတဲခိုရိုနော်ဝါဆိုတဲ့တက်ရှိမတာယူသွားဖို့ကိုမေ့သွားခဲ့တယ်။ဇက်တားရလုံးဝမနဲ့အဲ့ရစောစောထားပြီးတော့နှစ်လေးကကြတော့စေကာခုကတကူတကကြုံတော့ကြုံခင်းနံပါတ်3ကကြတော့ case တဲ့ကဘယ်တော့မှလေးကမာတာခုအဖြေမှန်လေးကနိဗ္ဗာန်ဒီမနဲ့ကြုံတော့ကြုံခင်းရှာပပလေးမနဲ့စောစောထားပြီးတော့ထမီဘူးကိုလှုပ်ခဲ့ပြီးမဲ့လေယူသွားဖို့ကိုမေ့သွားခဲ့တယ်။ဟိုင်နောက်နံပါတ်4ကကြတော့ခံကိုတဲ့ဣရတမင်းကြီးကကျမနေဖို့အတွက်ကတဲ့ရှုပ်ခုကြည့်အစားအသောက်ကလည်း運動もした方がいいことは分かっているがအားကစားလုပ်တာလည်းပဲကောင်းနေဆိုတာကိုသိပြီးမယ်လေအစကရှိခုတဲ့အလုပ်များပြီးတော့နာဂနာက運動する時間が取れないတော်တော်နဲ့အားကစားလုပ်မဲ့အချိန်ကိုမယူနိုင်ဘူးအစားအသောက်ကလည်းအားကစားလုပ်တာကောင်းနေလို့သိပြီးမယ်လေနံပါတ်4ကခီယိုစကေရုခုတို့တဲ့အစားအသောက်ကိုသတိထားခြင်းဖြစ်နှစ်ကခီယိုစကေရုခတို့ကအစားအသောက်ကိုသတိထားရမလားဂယုဆိုင်ကမလားမဆိုင်ကဘူးလားဆိုတာခီယိုစကေရုနော့တကာရအစားအသောက်ကိုသတိထားနေတဲ့အတွက်ကြောင့်မို့လို့လေးကခီယိုစကေရုဒါခေဒေဝနာကိုအစားအသောက်နဲ့ပတ်သက်ပြီးတော့သတိထားတာနေမဟုတ်ဘဲနဲ့အာကစားလုပ်တာလည်းပဲကောင်းနေဆိုတာကိုသိပြီးမယ်အလုပ်များတဲ့အတွက်ကြောင့်မို့လို့တော်တော်နဲ့အာကစားလုပ်ဖို့အချိန်မယူနိုင်ဘူးအဖြေမှန်လေးကရုံးမှန်ဖြစ်ပါတယ်နောက်နံပါတ်5ကကြတော့ A ကပြောတာကနဲဆိုင်ကင်娘がピアノを習いたいと言っているからねえဟဲ့ရေတဲ့ဆိုင်ကင်အခုတော့လို့တမီးကပီယန်နိုတီးကျင်တယ်ပီယန်နိုတီးတာကိုတင်ကျင်တယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့ကောလတ်တို့အမတဲရွန်းတာခဲတော့ကောလတ်မယ်လို့တွေးထားပြီးမယ်လေယွန်းဆိုင်ကြမာတာဟိုင်တို့မို့အသက်၄နှစ်ကအခုဒီစောသေးရလို့ထင်တယ်ဘီကပြောတာကမစောပါဘူးဘယ်စနစ်ဟိုင်ကုနိုင်တို့မို့ရောငါအထုတလေစောတယ်လို့တော့မထင်ပါဘူးနာရဝဆဲတဲမိတာရအင်းချန်လိုက်တင်ခိုင်းကြည့်လိုက်လို့ရှိရင်မကောင်းဘူးလားတစ်ကနာရဝဆဲရုတာရုကတင်ခိုင်းကြည့်ရမလားညီမလိုဘာသာပြန်နေဆိုရင်တော့အမှန်နေဆိုပေမဲ့အနောက်ကတာရုကဆိုတာကတို့အမွေမတ်လို့ထင်တယ်လို့စဉ်းစားနေတဲ့ပုံစံမျိုးလေးပဲဖြစ်တာမို့လို့အနောက်မှာလဲကောလရန်နောက်မှာလဲတို့အမွေတဲ့အီမတ်နှစ်ခုထပ်နေရမို့လို့တစ်လေးကတော့မသုံးဘူးပေါ့နော်နောက်နံပါတ်2ကနာရဝဆဲယောကတင်ခိုင်းကြည့်ရမလားလို့တွေးနေပြီမဲ့3ကနာရဝဆဲတဲ့ဣရုနောတာတင်နေတယ်4ကကြတော့နာရဝဆဲရုစမိုရီတာတင်မယ်လို့ဆုံးဖြတ်ထားတယ်အဖြေမှန်လေးကနိဗ္ဗာန်တင်ခိုင်းကြည့်ကောင်းမလားလို့တွေးနေပြီမဲ့လေ၄နှစ်ကြစောတယ်လို့မထင်ဘူးလားနောက်နံပါတ်6ကကြတော့ဂျီဘွန်တော့ခိုင်းရှာစကူရာတိုအီဥတိုကိုရိုင်ကုမ္ပဏီကိုတီထောင်မယ်လို့ပြောတဲ့အခါမှာတဲ့ယောက်ခုအိုတိုရိုခရဲရုကတော်တော်လေးကိုအံ့ဩသွားပြီမဲ့လေခိုင်ရှာစကူရုခုတို့ကကုမ္ပဏီကိုတီထောင်ဖို့ဆိုတာကခန္ဓာရစုရှိမှုတော်တော်လေးကိုမဖြစ်မနေဘူးတစ်လီကမူစကာရှိနိခြိကိုင်းနိုင်
ခါမာတေးကြပေါ့ပဲနှစ်ကမူစကရှိနေဝဟာဇုကနိုင်မူစကရှိဟာဇုကနိုင်မခက်လာဘူးနံပါတ်3ကမူစကရှိခို့တူဒေဝနိုင်ခတ်တဲ့ရတော့လည်းမဟုတ်ပါဘူးမူစကရှိခို့တူဒေဝနိုင်ခတ်တဲ့ရတော့လည်းမဟုတ်ပါဘူးနံပါတ်4ကမူစကရှိခမို့ရှိရနိုင်ခမလားမသိဘူးအဖြေမှန်ကအစမ်းပံကိုပိုင်ကုမ္ပဏီတည်ထောင်မယ်လို့ပြောတဲ့အခါမှာတော်တော်လေးကိုအောင်သွားပြင်မယ်လေကုမ္ပဏီကိုတည်ထောင်နေဆိုတာကတော့မဖြစ်မနေခတ်တဲ့ရတော့လည်းမဟုတ်ပါဘူးတေချာပေါက်ခတ်တဲ့ရတော့လည်းမဟုတ်ပါဘူးအဖြေမှန်ကစမ်းမှဖြစ်ပါတယ်နောက်နံပါတ်9က restaurant နဲ့စားသောက်ဆိုင်မှာခက်ခုဧည့်သည်ပြောတယ်လမ်းချစ်ဆက်တို့ဟီတိုဆိုအနေကရှိမှနေလေစာဒီဆက်လေးတစ်ဆက်ကိုဆောင်ရွက်ပြီးပါတန်းရင်ဆိုင်ဝင်တဲ့ကအေဆက်တို့ဘီဆက်တို့တို့ဒိုချီရာနိကောလကာအေဆက်နဲ့ဘီဆက်နဲ့ရှိပြီးတော့တဲ့ဘေဟာကိုကောလလုံးမှာလဲနှစ်ခုတည်းတစ်ခုဘေဟာကိုရွေးချယ်မလဲဆိုရင်ရှီမတ်ဘေဟာကိုရှီမတ်ကရွေးမှာလဲဒါပေမဲ့အောက်ကအဖြေကကျတော့ရှီမတ်မပါဘူးပြီးတော့ပြောတာကတန်းအင်ဆိုင်ဝန်တိုင်းဖြစ်တောင်မို့လို့ရင်ရည်ကြီးလေးသုံးမယ်ဆိုရင်ရှီမတ်နဲ့တူတာလေးကနာဆိုင်မတ်ဘေဟာလေးကိုရွေးချယ်မှာလဲအဖြေမှန်ကစမ်းပန်နောက်နံပါတ်8ကကြတော့ခိုင်းရှားတဲ့ကုမ္ပဏီမှာတနကပြောတာကစမီမဆန်အာနာပါတယ်မိုရီဆိုင်ရေဝတရှိဆန်ရှင်းသောဆင်မီနာကျွန်တော်လေးတဲ့လွန်ခဲ့တဲ့အပတ်ကဆင်မီနာလေးကိုတဲ့ရွှတ်ချောတဲ့အလုပ်ကိစ္စကြောင့်ဒေတာရဲနာခတာနော်တဲ့မတက်ရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှီရီယာအချက်လက်တွေကိုကွက်လက်တစ်ကကိုပီးစာဆဲရုတေရှောကကျွန်တော်ကော်ပီကူးလိုက်လို့ရလောက်တယ်မလားနှစ်ကကိုပီးစာဆဲတဲ့အီတာရာခဲမဆန်ကကော်ပီကူးလိုက်လို့ရမလား3ကကိုပီးစတာရာအီဂါကဒက်စကကော်ပီကူးမဲ့ဆိုရင်ဘယ်လိုသဘောရတယ်လဲ4ကကြတော့ကိုပီးဆူရူနော့ဒေဝနာရီတေရှောကကော်ပီကူးလို့မရလောက်ဘူးမလားတင်းနဲ့နှစ်မှာဆိုလို့ရှိရင်ပို့ပြီးတော့ယင်ကြီးလေးသုံးရတာကနိဗ္ဗာန်ကိုပီးစာဆဲတဲ့အီတာရာခဲမဆန်ကကျွန်တော်ကော်ပီကူးလိုက်လို့ရတယ်မလားကော်ပီကူးလိုက်လို့ရမလားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဟာနောက်နံပါတ်9ကကြတော့အေလေးကပြောတာကနဲဟိုရှိနိုမိုနိုကတာရီတဲ့ယွန်းတာကိုတို့အားတို့နဲဟဲ့ရတဲ့ဟိုရှိနိုမိုနိုကတာရီဆိုတဲ့စာအုပ်လေးကိုယွန်းတာကိုတို့အားတို့ဖတ်ဘူးတာရှိလားဘီကပြောတာစန်းကန်3အုပ်ယွန်းတာရော3ကွက်လက်ဖတ်ခဲ့တယ်နော်ဆိုင်ရှင်အခုအသက်ထွက်တယ်တဲ့ယွန်းခံ4အုပ်ဆိုလို့ရှိရင်နော်မာတာယွန်းတင်နိုင်တာခေတော့အခုချိန်นี้မဖတ်ရသေးဘူးဆိုပေမဲ့အရှိမပြောရတာက3အုပ်ခရိုင်းတဲ့မို့3အုပ်လောက်တောင်မှဇွတ်နာရာကတအုပ်ချင်းစီဆိုလို့ရှိရင်တော့ဖတ်ပြီးသွားပြီဇွတ်တစ်ခုချင်းစီပြောတာမို့လို့အရှိမက3အုပ်ပါနေတာမို့လို့နိဗ္ဗာန်ကတော့မဖြစ်နိုင်ဘူးနောက်စမ်းပန်ကကြတော့မတင်နာရာ3အုပ်အထိဆိုလို့ရှိရင်တော့လေးကခါရာသိန်းမို့တောကြောက်တောင်မှအဖြေမှန်လေးကစမ်းပန်3အုပ်အထိဆိုလို့ရှိရင်တော့ဖတ်ပြီးသွားပြီနော်အသက်ထွက်တဲ့4အုပ်မြောက်ဆိုလို့ရှိရင်တော့အခုထိမဖတ်သေးဘူးနောက်နံပါတ်10ကကြတော့အခီမိုင်နိဒေခိတာခိစတန်ဝဘူဒါရှိမှာတဲ့စောက်လို့ရတယ်လက်ဖက်ရည်ဆိုင်လေးကကိုဟီကကော်ဖီကမီဂျူရှူရီအီဂျောအာရုဆိုတာကော်ဖီအမျိုးအစားပေါင်း20ကျော်အထက်ရှိလောက်တဲ့ပုံပဲတိုမိုရာချီနိတငယ်ချင်းနဲ့ကောလက်တို့ဆဆိုရတဲ့တနော်နိတငယ်ချင်းစီကနေပြီးတော့ကောလာလုံးမယ်လို့အဖော်ဆက်ခံရတဲ့အတွက်ကြောင့်မို့လို့ခွန်းတို့ဒီတစ်ခေါက်တော့အေရှောနီအခုခုတ်တာစမဆန်ခွန်းတို့ဒီတစ်ခေါက်တော့အေရှောနီအခုခုတ်တိုနီစတာအတူတူသွားဖို့ဖြစ်လာခဲ့ပါတယ်တစ်လီကကြတော့အစ်တဲမီနိုင်ကအစ်တဲမီမဆိုရင်တွားကြည့်မယ်အစ်တဲမီနိုင်ကတွားကြည့်ကြမလားမတွားကြည့်ချင်ဘူးလားဆိုတဲ့ပုံစံမျိုးလေးတကယ်ချင်းစီကနေပြီးတော့မတွားကြည့်ချင်ဘူးလားဆိုပြီးအဖိတ်ခေါ်ခံလိုက်ရတဲ့အတွက်ကြောင့်နှစ်ကအစ်တာရာအီတွားလျင်ကောင်းမယ်တာရာအီကကြတော့လက်ဖက်ဆိုင်ဆိုလို့ရှိရင်ဘေဆိုင်ရကောင်းမလဲဘေဆိုင်ကိုတွားတာကောင်းမလဲအကြံဉာဏ်ပေးတဲ့ခါမှာတုံးတော့မို့လို့နှစ်လေးကကြတော့အဆင်မပြေဘူးနောက်တစ်မှတ်3ကအစ်တာတာရိုတွားခဲ့တယ်မလားလေးကအစ်တဲမီတဲ့တွားကြည့်တယ်အဖြေမှန်လေးကအီချီဘန်တငယ်ချင်းစီကနေပြီးတော့တွားမကြည့်ကျင်ဘူးလားလို့ဖိတ်ခေါ်ခံလိုက်ရတဲ့အတွက်ကြောင့်မို့လို့ဒီတစ်ခါအတူတူတွားကြည့်ဖို့ဖြစ်လာခဲ့ပါတယ်တွားဖို့ဖြစ်လာခဲ့ပါတယ်ဟိုက်နောက်နံပါတ်7ကကြတော့ခေယောနောယူဂတာဒီနေ့ညနေဆောင်ကတဲ့ခေတိုင်ထုတ်ကူကတဲ့မေးချင်တဲ့အကြောင်းအရာကိစ္စလေးရှိတဲ့အတွက်ကြောင့်မို့လို့အေဂေယောဘုဒီရောအေဂေယောစီးပွားရေးဌာနရဲ့တဲ့စီးပွားရေးဌာနရဲ့မီနာမီဆန်နော်တကူရောမီနာမီဆန်ရဲ့နေရာကိုအစ်တကတွားခဲ့ပြီမဲ့လေမို့ကောလာအီနာခတာကောလာမရှိခဲ့ဘူးတစ်ကကြတော့
ခိုင်တဲ့အခုမှရင်နိမပြန်ခင်နှစ်ကခိုင်တဲ့ရုအိုင်ဒါဝပြန်နေစဉ်ရတော့တွင်တော့ဝါကြတော့ခိုင်တဲ့ခိတမမပြန်နေလျက်အတိုင်းပြန်နေတာအတိုင်းလေးကခိုင်တဲ့ရှိမတဲ့တာပြန်သွားခဲ့ပြီအနာကရှိမတဲ့ပြန်သွားခဲ့ပြီနှမျိုးတသားဖြစ်တဲ့ဥစ္စာပေါ့နော်သူဒီနေ့ရဲ့ညနေစာလေးမှာသူမေးချင်တဲ့ကိစ္စလေးရှိရတဲ့ကြောင့်မို့လို့ဒီစီးပွားရေးဌာနကစီးပွားရေးဌာနကမီနာမီဆန်ရဲ့နေရာကိုတွားခဲ့ပြီမဲ့လေနှမျိုးတသားဖြစ်တာကသူကပြန်သွားခဲ့ပြီအဖေမလေးကရုံးမှန်ဖြစ်ပါတယ်နောက်နံပါတ်7ကကြတော့ခိုးဝမ်းတဲ့ပန်းချံမှာတဲ့ယာမစတာနေပြောတာကこの木は本当に大きいですねဒီတစ်ပင်ကတကယ်ကိုပဲကြီးမားတယ်နော်မိုရီကပြောတာကそうですねဟုတ်တယ်နော်ခိုးကုန်မတဲ့ဒီနေရာအထိကောလက်နေကျူးနန်းခရိုင်ခါခါတာဆိုတဲ့ဆိုဒီနေရာအထိတဲ့ကောလက်20လောက်ကြာခဲ့တဲ့ပုံပဲနော်တစ်ကအိုခီကူနာရုနော်ဒီနေရာအထိကြီးလာဖို့ဆိုတာက20လောက်ကြာတဲ့ပုံပဲနော်ဆိုတော့ဖေမန်လေးကနံပါတ်1လေးကိုင်းနေပြီဒီစက်ကြည့်ကြည့်အောင်နံပါတ်2ကကြတော့အိုခီယောဒါရှိအနာဝရှိလေတဲ့ပြင်ဆိုတဲ့ဥစ္စာလေးဂုံရီတူလေးတွေစုတဲ့အခါမှာသုံးတာပေါ့နော်ဟော तू ကအကာလည်းပဲတော်တဲ့ပြင်တချို့ဆိုတာလည်းပဲတော်တဲ့ပြင်အဲ့ဒီရဲ့ရှိလေးသုံးရတဲ့ဥစ္စာလေးနောက်နံပါတ်3ကကြတော့အိုခီခုတခိတဲ့ကြီးနိုင်လာခဲ့ပြီးတော့လေးကအိုခီခိုးကရောခဲရပါကြီးလာတာကကောင်းမယ်ဆိုရင်ဖေမန်လေးကအချီပန်ဒီနေရာအထိကြီးလာတာကတဲ့20လောက်ကြာသွားတဲ့ပုံပဲကြီးလာဖို့ဆိုတာက20လောက်ကြာသွားတဲ့ပုံပဲはい。နောက်နံပါတ်73လေးကကြတော့ဣရှာဆရာဝန်ကပြောတာကこの薬をဒီဆေးကိုတဲ့မိကခံ3ရက်အကြာလောက်1日3回飲んでくださいတရက်မှာ3ချိန်လောက်တောက်ပေးပါဒီဆေးကို3ရက်ကြာတရက်ကို3ချိန်တောက်ပေးပါအဲ့နဲ့ခန်းရှာလူနာကနေပြောတာကဝါကာရီမစတာနားလေပါပြီအီတာမီကနိုင်တူခီမိုနာရာကျင်နာတွေမရှိတဲ့အချိန်ရောမရှိတဲ့အချိန်ဆိုရင်တောင်မှကောလက်အီရှာနေပြီးတော့ဟိုက်ခါနာရာဇုနွန်ဒေကဒါဆိုင်ကျင်းတီပါတောင်းပေးပါနာရာကျင်နာတွေမရှိတဲ့အချိန်တောင်မှတိကနိုမနိုင်ဟိုးကရောစားဆိုးတဲ့စနဲ့မတောက်တာကပို့ပြီးတော့ကောင်းတဲ့ပုံပဲနော်နှစ်ကကြတော့နိုမနိုင်တူအခဲနိုင်တဲ့ရှော့ကမတောက်ဘူးဆိုရင်မရဘူးလားသုံးကနိုမနာခုတင်မို့ရှိခါတန်းနိုင်တဲ့စနဲ့မတောက်ဘူးဆိုရင်လည်းပြဿနာမရှိဘူးနော်လေးရကြတော့နိုမနာခဲတယ်ပါအေးတဲ့ရှော့ကမတောက်ဘူးဆိုရင်ရောရလောက်တယ်မလားဆရာဝန်က3ရက်လောက်ဒီဆေးကို3ချိန်တောက်ပေးပါတဲ့အဲ့နဲ့လူနာပြင်ပြောတာကနားလေပါပြီဒီလိုနားရကျင်နာတွေမရှိတဲ့အချိန်ဆိုရင်ရောမတောက်လို့မရဘူးလားဆိုတဲ့ဖီမန်လေးကနှိပန်ဖြစ်ပါတယ်ဒီဟာလေးကတော့ဘုံဘောပါနော်ဂရမာကောလာဖားတဲ့ဥစ္စာလေးတော့တူတာပဲနောက်တစ်ခုမော်နိုင်နီလေးကကြတော့စတာပုတ်စာလေးပါနော်စတာပုတ်စာဖြေဖို့ဖြီနီးရကြတော့သူကဒီတိုင်းပဲတိုင်းပြလိုက်တာမဟုတ်ဘဲနဲ့သူပေးထားတဲ့အောက်ကအဖြေလေးခုကိုအရင်ဦးဆုံးဘာသာပြန်ကြည့်မယ်တလုံးချင်းစီကိုဘာသာပြန်ကြည့်မယ်ပြီးတော့ grammar ပုံစံလေးနဲ့ကိုက်ညီပြီးတော့မှဒီပေါ့နော်ဒီ color ဖောက်တွေကိုထည့်ကြည့်အောင်နံပါတ်1ပေးထားတာကဒဲရဲ့အဓိပ္ပာယ်ကမာနှစ်ကကြတော့ဂျင်းစိန်လူဘဝသုံးလေးကကြတော့နီတိုတဲ့အတွက်သုံးကနီတိုတဲ့အတွက်လေးကကြတော့အချိပန်တိုင်းစစ်စောအရေးကြီးဆုံးအချိပန်တိုင်းစစ်စောအရေးကြီးဆုံးအရှိမပေးထားတာကဝတ္တရှိကောလာလီဖောက်တာတဲ့နာနောဝဒါကခါစုခုနောရှီယာဝါစေတာမိသားစုရဲ့ပြောစရာကောင်းတာပဲကျွန်တော်ဒီအလေးမှာကြတော့စနေဘီနာနေပြီးမြန်မာလိုလေးတော့မရေးပြီးတော့เนาะအချိန်ကြာသွားမှဆိုလို့ဒဲကမှဂျင်းစေးကလူဘဝနိတုတေကအတွက်ကြောင့်အတွက်အနေနဲ့လေးကကြတော့အချိပန်တိုင်းစစ်စုကကြတော့အရေးကြီးဆုံးအဲ့တော့ကျွန်တော်အနေနဲ့အရေးကြီးဆုံးကတော့ဝတ္တရှိရဲ့နောက်မှာဗာလေးထည့်မလဲဆိုတော့ဝတ္တရှိနိတုတေကျွန်တော်အနေနဲ့ကတော့ဒီနေရာလေးမှာစမ်းပိုင်လေးထည့်ပေးရမယ်နံပါတ်3နော်ဒီဟာလေးခဏဖြတ်လိုက်မယ်ဝတ္တရှိနိတုတေကျွန်တော်အနေနဲ့ကတော့လူဘဝမှာဆိုတော့နေ့ရက်တည့်ရက်ကျွန်တော်အနေနဲ့ကတော့လူဘဝမှာအချိပန်တိုင်းစစ်စနာနော်ကအရေးကြီးဆုံးအရာကမိသားစုပျော်ရွှင်မှုပဲဖြစ်တယ်။စတာပုံစံနေရာလေးမှာဗာလေးဝင်လဲဆိုတော့အချိပန်အဖြေကအချိပန်နံပါတ်1ဖြစ်ပါတယ်။နောက်နံပါတ်5ကကြတော့この映画は昔から大好きで
ဒီရုပ်ရှင်ကိုတဲ့အရင်တည်းကငငယ်လေးတည်းကအရန်ကြိုက်ပြီးတော့အီမမတဲ့အခုချိန်ထိကောလက်ခန်းတော့တဲ့နိုင်တဲ့ရှိမအောင်အရန်ကိုခံစားရပြီးတော့ငိုတော်ငိုမိပါတယ်ဒီရုပ်ရှင်လေးကိုတဲ့အရင်တည်းကအရန်ကြိုက်ပြီးတော့အခုချိန်ထိအယူဆုံး grammar မစင်းစားခင်ပေးထားတဲ့လေးခုကိုမြန်မာလိုဘာသာပြန်ကြည့်ရအောင်မိသိမ့်မို့ကြည့်ရင်တောင်မှကြည်လဲပဲနန်းတုံမို့အကျဉ်းချင်းကြည့်ရင်တောင်မှကြည်လဲပဲမိသားခဲတဲ့တော့ကြီးခဲ့ရင်လဲပဲကြီးခဲ့ပင်မဲ့လဲမိသားခဲတဲ့တော့ကြီးခဲ့ပင်မဲ့လဲလေးကကြတော့နန်းတုံအကျဉ်းချင်းပဲပေါ့နန်းတုံဘဏ္ဍချင်းနန်းတုံအကျဉ်းချင်းလဲရတယ်ဘဏ္ဍချင်းလဲရတယ်ဘာသာပြန်ကြည့်မယ်ဆိုရင်ဒီရုပ်ရှင်ကိုတဲ့မူကားရှိခါတာအရင်တည်းကအရန်ကြိုက်ပြီးတော့အခုချိန်ထိအကျဉ်းချင်းကြည်လဲပဲဘဏ္ဍချင်းကြည်ဘဏ္ဍချင်းကြီးခဲ့ရင်ပင်မဲ့လဲအရန်ကိုစိတ်လှုပ်ရှားပြီးတော့ငိုခဲ့တယ်အဲ့တော့တောင်းမယ်ဆိုလို့ရှိရင်အခုအချိန်ထိအကျဉ်းကြည့်လဲပဲဆိုတော့နဲ့တဲ့နန်းတုံးမမိတဲ့ပေါ့အကျဉ်းကြည့်ရင်တောင်မှအကျဉ်းကြည့်လဲပဲအကျဉ်းကြည့်လဲပဲနန်းတို့မိသားခဲတဲ့တို့ခန်းတို့တဲ့နိုင်တဲ့ရှိမောက်ဖြေမှန်လေးကရုံးမှန်ဖြစ်ပါတယ်ဟာနံပါတ်16ကကြတော့အတာရရှိအေးဝအေရတဲ့ကတဲ့အခင်းနေချီကကုတဲ့အေရဲ့နီနာမှာရှိပြီးတော့ဘန်ရီနာနောတာကအဆင်ပြေတယ်ဆိုပေမဲ့လည်းမတူကဂရင်းပေါကကောလက်ခီခွဲတက်ခီတဲ့ကြားရနေရပြီးတော့ဥရုဆိုင်တို့ခန်းကြီးရုခုတို့ကတော့နိုင်ကြီးတယ်လို့ခံစားရတာရှိတယ်။အောက်ကအဖြေလေးကြည့်ကြည့်ရအောင်။အာရုကရှိတယ်။အိုဒိုရီခါဝါနိမေလမ်းမကြီးဘတ်ချမ်းမှာအိုဒိုရီခါဝါရီနိမေလမ်းမကြီးရဲ့ဘတ်ချမ်းမှာစေးတဲ့တခုအပြည့်တင်တဲ့ခါမျိုးမှာတုံးတာပေါ့။ကြောက်ဆိုတဲ့သဘောမျိုးလေး။ခူရမနောအုတ်တူကကာရဲ့အတန်ကရှိတဲ့မေလမ်းမကြီးဘတ်ချမ်းမှာကြောက်ကာရဲ့အတန်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ရတဲ့ကတဲ့ဒါလေးဖြတ်လိုက်မယ်နော်အဲ့ရတဲ့ကတဲ့ဒီဘူတာရဲ့အနီးနားမှာရှိပြီးတော့အစီပြေပေမဲ့လေဂရေပေါက်ကတဲ့ဘာမှရှိမှာလဲမေလမ်းမကြီးဘတ်အချမ်းမှာရှိတဲ့အတွက်ကြောင့်ကားရဲ့အတန်ကကြားနေရတယ်အဲ့မတူကဂရေပေါက်ကမေလမ်းမကြီးဘတ်အချမ်းမှာရှိတယ်ဆိုတော့1 3 4လေးအဲ့အဖြေမှန်လေးကစမ်းမှဖြစ်ပါတယ်နောက်တစ်ခု star box နံပါတ်9လေးကဟာယာရှိဆန်တော့အော့ဆန်ပါတဲ့သူ့ရဲ့မိန်းမကရီယိုရီကတူတဲမှုကြောစုတဲ့ဟင်းချက်တာကအရန်ဝင်တော်တယ်ဟမ်ဘာခုကတခုနှစ်အိုရှိတာရှိဟမ်ဘာခုလေးကအထူးသဖြင့်အရသာရှိတဲ့ပုံပဲဟာယာရှိဆန်ဝအော့ဆန်တော့ဟာယာရှိဆန်ကတဲ့မိန်းမရဲ့ကွလက်မိုနိုက9တို့ယောခုအီတေတို့မိုနိုဝ9ကလမဖြစ်ဘူးလို့ယောခုအီတေတို့မကြာခဏပြောပါတယ်အဲ့ဆိုရင်တစ်ကကြတော့စခုရုပြုလုပ်တယ်နှစ်ကဟိုတိုလောက်လေးကဟမ်ဘာခုအိုရှိအရသာရှိတယ်မိန်းမရဲ့ကွလက်ဘာဖြစ်မလဲဆိုတော့ဒီနေရာလေးမှာဟာယာရှိဆန်ကတဲ့သူ့မိန်းမရဲ့ဒီမှာရေးထားတာကကြတော့ပြုလုပ်တာလောက်ဟမ်ဘာခါအိုရှိအရသာရှိတယ်သူ့မိန်းမပြုလုပ်တဲ့ဟမ်ဘာဂါလောက်အရသာရှိတဲ့ຢာကမရှိဘူးမိန်းမပြုလုပ်တာဆိုတော့အရှိဆုံးမှာနံပါတ်1ဝင်မယ်မိန်းမပြုလုပ်တဲ့အနောက်မှာဘာပြုလုပ်မှာလဲဆိုတော့ဟမ်ဘာခုစမ်းပတ်လေးကိုဝင်ပြီးတော့လောက်ဆိုတော့ဒီနေရာလေးမှာ star နေရာလေးမှာနံပါတ်2ဝင်နေအရသာရှိတယ်လေးအိုရှိမိန်းမပြုလုပ်တဲ့ဟမ်ဘာဂါလောက်အရသာရှိတဲ့မိုနိုဝ9အရာကမရှိဘူးလို့မကြာခဏပြောတယ်စတာပုံစံနေရာထဲမှာဝင်သွားတာကနိဗ္ဗာန်ဒီနောက်ဆုံးပုံစံလေးနံပါတ်18ကောလာလီဖောက်ပေးတာတဲ့နောက်ခုတိုအမွေဒါစုကောလာရဲ့အကြောင်းအရာတွေကိုတတိယနေတယ်တစ်ကရှောက်ခူးကြီးကိုစူရုတာပိတာပိရကြတော့အချိန်တိုင်းထမင်းစားနေတဲ့အချိန်တိုင်းထမင်းစားတဲ့အချိန်တိုင်းအစားတောက်စားနေတဲ့အချိန်တိုင်းနှစ်ကစွမတုံတို့ဟာဂျီမဲတဲနိုဒိတ်တို့တဲ့မိန်းမနဲ့ပထမအဆုံးဒိတ်လေးမိန်းမနဲ့ပထမအဆုံးဒိတ်တောင်းကကြတော့ခိတတုခိလာခဲ့တဲ့အချိန်လေးကခွန်နိုရက်စတိုရန်တဲ့ဒီစားတောက်ဆိုင်မှာအရှင်းမဘာမှမပေးတာကိုကောလာစာပြီးဖောက်ထားတာဆိုတော့ဒီစားတောက်ဆိုင်မှာတဲ့ဒီစားတောက်ဆိုင်မှာရှော့ကူးကြီးကိုစူရူတာပြီးထမင်းစားတဲ့အချိန်တိုင်း4 1ခွ
このレストランで食事をするたびဒီစားတော့ဆိုင်မှာထမင်းစားတဲ့အချိန်၌မိန်းမနဲ့ပထမအဆုံးတိတ်မှာလာခဲ့တဲ့အချိန်ရဲ့အကြောင်းအရာတွေကိုသတိရတယ်ဆိုတော့နှစ်3ဖြေမှန်လေးကနိဗ္ဗာန်ဖြစ်ပါတယ်ဒါဆိုရင်အခြေလေးလည်းရတရားဆိုတော့အောက်ကမွန်နိုင်ဆန်သူကိုက်ပတ်လေးကိုနည်းနည်းဆက်သွားကြည့်အောင်မွန်နိုင်ဆန်သူကိုက်ရကြတော့သူကဒီစာပိုက်လေးကိုသူကသူကိုက်ဆိုပေမဲ့လေးပေါ့နော်ပုံမှန်ကတော့ grammar စစ်တဲ့ဥစ္စာလေးပဲအပေါက်ဖောက်တဲ့ဥစ္စာလေးပါပဲဟဲ့ဒါဆိုရင်စပြီးတော့ကြည့်ကြည့်အောင်ဝါတရှိဝဒီခိုင်းကြီးလေးကဟာရှိတူကိုပြောတာဝါတရှိဝဟာရှိကိုစကောင်းတော့ကနီဂါတဲ့တဲ့စတာကျွန်တော်ကတဲ့တူကိုအသုံးပြုတာကနီဂါတဲ့တဲ့စတာညံ့တယ်တူကင်နာကညံ့ပါတယ်ညံ့ခဲ့ပါတယ်ဒါစကီနာရာမန်မို့အရန်ကြိုက်တဲ့ရာမန်တော်မှာရာမန်ကိုတဲ့ဖိုးခုခရင်ပြည့်ဒါပဲတိတ်မစတာစားခဲ့တူအရန်ကြိုက်တဲ့ရာမန်ခေါက်ဆွဲလေးကိုတော့မှတူကင်နာညံ့တဲ့အတွက်ကြောင့်မလို့တူနဲ့မစားဘဲနဲ့တူဇွန်းနဲ့စားခဲ့ပါတယ်ခရင်နဲ့စားခဲ့ပါတယ်တဲမို့ဒါပေမဲ့လေနီခိုနောရာမန်ယာနီကဒီဂျပန်ရဲ့ရာမန်ယာခေါက်ဆွဲဆိုင်နေမှာဆိုလို့ရှိရင်တော့တဲ့ဟာရှိတူကောလာလေးဖောက်ပေးတာတဲ့နိုင်ခုတူကအိုခုကောလာနိုင်ခုတူကအိုခုအနောက်ကတာဘဲရုနောကတိုင်းဟန်တဲ့စတာစားဖို့ကပြင်မခက်ခဲ့ရပါတယ်အဲဆိုရင်နံပါတ်7ကိုကောလာဖောက်တဲ့နေရာလေးကြည့်ကြည့်ရအောင်သူ့ရဲ့အရှိကအစလေးကကြတော့ဂျပန်ရဲ့ဒီရာမန်ခေါက်ဆွဲဆိုင်နေမှာတဲ့တူကောလာတစ်ကဒါခေတူပဲတူကောလာမရှိတဲ့အရာကများပြီးတော့တူပဲမရှိတဲ့အရာကများပြီးတော့ရှိကတူကလွယ်ပြီးတော့မရှိတဲ့အရာများပြီးတော့တူတောင်မှမရှိတဲ့အရာဖြစ်ပြီးတော့တူဝဲထီးဆိုတော့အဖြေမှန်ကနိဗ္ဗာန်တူကလွယ်ပြီးတော့မရှိတာများတဲ့အတွက်ကြောင့်မို့လို့စားဖို့အရင်ခက်ခဲတယ်ဆိုတော့အဖြေမှန်ကနိဗ္ဗာန်ဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ကြည့်ရအောင်နီဟိုနီခိတဲ့ဂျပန်ကိုလာပြီးတော့နီကာကေဆိုဂရိုင်တာတာကိုတော့သူကဂျပန်ကိုလာပြီးတော့ဘယ်နှလကြာသွားလဲဆိုတော့2လကြာသွားတဲ့အချိန်မှာတဲ့ဟာရှိနောဆမ်မွန်တန်ဒီတူရီဘက်တီတန့်ရောင်းတဲ့အထူးဆိုင်လေးကိုမီဆုခဲမတ်တာရှောက်ခွေတွေ့ရှိခဲ့ပါတယ်မီဆဲနီဟိုင်ရုတို့ဆိုင်လေးကိုဝင်လိုက်တဲ့အခါမှာဆိုရင်နာဂဆတူရဲ့အရှိတွေဖူတိုးဆတူအထူတွေပေါ့နော်အရှိတွေအထူတွေပြီးသွားလို့ရှိရင်ဇိုက်တွေရောပါဝေပစ္စည်းတွေတူကကုန်းချမ်းပြောတာဇိုက်တွေရောကုန်းချမ်းတူကဘလို့တူလဲပေါ့တန်တူလားတစ်တာတူလားအဲ့ဒီကုန်းချမ်းပစ္စည်းတွေပြီးသွားလို့ရှိရင်အီရွန်တော့ချီကောက်အယောင်နေမတူညီတဲ့အယောင်တွေမတူညီတဲ့အယောင်တွေရဲ့ဟာရှိတူတွေကတဲ့နမ်ပြခုရှီရီမို့အာရီမတ်တာယာနဲ့ချီပြီးတော့အမျိုးအစားယာနဲ့ချီပြီးတော့ရှိခဲ့ပါတယ်။ဆွန်ဒိုခါဇူနီအဲ့ဒီရဲ့သူအမျိုးအစားယာနဲ့ချီရှိတဲ့အရေးအတွက်ကိုသူကတဲ့အိုတိုရိုရီတေးတာရအယောင်အောင်သွားခဲ့တာတူမျိုးစားကြီးပဲအယောင်နေရောပြီးသွားရင်ဘာတူဆိုပြီးတော့ကွဲပြားတာတွေကအမျိုးအစားယာနဲ့ချီပြီးရှိတဲ့အတွက်ကြောင့်မလို့သူအယောင်အောင်သွားခဲ့တယ်။အဲ့ဆိုင်မှာမီဆန်နိုဟီတိုနီဆိုင်ရလူကနေပြီးတော့ဒိုရဲတဲမို့ဂျီယူနီမိုတဲမီတဲ့ခလာဆိုင်ဘယ်မှာဆိုလွတ်လပ်လပ်ကင်ကြည့်ပါဆိုပြီးတော့ပြောလိုက်တယ်။သူ့အီဝါရဲမတ်တာပြောချင်းခံရပါတယ်။ပြီးတော့ကောလာရဲ့ထိတ်ဆုံးမှာစာကြောင်းရဲ့ထိတ်ဆုံးလေးမှာကောလာလေးဖောက်ပေးထားတယ်။အနောက်ကအီခုစုကခုနပြောတဲ့ယာနဲ့ချီတဲ့ဥစ္စာအမျိုးမျိုးတွေကိုတဲ့ဂျီဆိုင်နီတကယ်လက်တွေ့မှာမိုတဲမီမတ်တာသူကင်ကြည့်ခဲ့ပါတယ်။ဆိုလိုနာကန်နီအဲ့ဒီထဲမှာမိုချီယာဆွီဟာရှိကအရီမတ်တာကာယလေကူတဲ့တူလေးကရှိခဲ့ပါတယ်။ကောလာအရေးအတွက်အများကြီးရှိတဲ့အထဲမှာသူတကယ်ကိုင်ကြည့်ခဲ့တယ်။အဲ့ဒီထဲမှာကာယလေကူတဲ့တူလေးရှိခဲ့တယ်။တွားကြည့်ကြည့်အောင်။20ကတသွေးပဥမာအဖြစ်အပိုးတဲ့တဲ့ပြီးတကိုလိုကပင်မဲ့လဲစုကိုတဲ့အဲ့ဒီနေရာမှာအဖြေမှန်လေးကယွန်းပန်သူကဆိုင်လေးကိုရောက်နေတယ်။အရေးအတွက်ကလည်းယာနဲ့ချီပြီးတော့မျိုးစားလေးရှိတယ်။အဲ့ဒီနေရာမှာသူအမျိုးစားအများကြီးကိုကိုင်ကြည့်ခဲ့ပါတယ်ဖြစ်မှာမလို့အဖြေမှန်လေးကယွန်းပန်ဖြစ်ပါတယ်။ပြီးနောက်တစ်ခုကဆိုရမတဲ့အဲ့ဒီအထီးတဲ့ဟာရှိကိုစကောင်းနော်ဝမန်တခုဆိုင်တို့အမတိမ်မတ်တာကအဲ့ဒီအထီးသူကတူကန်ရတာကမန်တခုဆိုင်အယောင်အလုံးရှုပ်တယ်ဆိုပြီးတော့တွေးထားပေမဲ့လေဆိုနိုတုခိအဲ့ဒီအချိန်မှာတော့ခိုရတဲ့ရန်ရှုစတာရဒီယာလေးနဲ့တာကလေ့ကျင့်မယ်ဆိုလို့ရှိရင်ဟာရှိကတူကဂျော်ဇူနီစကာအေရူယောနီနာတို့ခါမို့ရှိရဲနိုင်ကြွကြကြင်နဲ့ကိုင်နိုင်မလားမသိဘူးလို့အမွေးမစတာတွေးခဲ့ပါတယ်။ဘာသာရှိကကျွန်တော်ကတဲ့စွန်တော်ဟာရှိကိုခတ်တဲ့ခိုင်ရီမစတာအဲ့ဒီရဲ့တူလေးကိုဝယ်ပြီးတော့ပြန်ခဲ့ပါတယ်။ပြီးဆိုရခါရအဲ့ဒီနောက်မှာမိုင်းနီချီနေ့တိုင်းအေးတဲ့
အိမ်မှာဆွန်နိုဟာရှိကိုအဲ့ဒီတူလေးကိုကွက်လက်လုပ်တယ်ဒီဘာလို့လဲဆိုတော့နံပါတ်21ကစကောက်ယောနေရှိမတ်တာအသုံးပြုနိုင်လာလုပ်ခဲ့တယ်ယောနေရှိမတ်ကအလေးချင်းတစ်ခုဖြစ်ရလုပ်တဲ့ခါမျိုးမှာတော့နော်နောက်နံပါတ်2ကစခါသိမ့်မွေဤတဲ့3ရင်တောင်မှကောင်းနဲ့3ရင်တောင်မှရတယ်စကောက်ယောနေနာသိမ့်မတ်ယောနီနာတိတ်မတ်ကကြတော့အရင်ကမသုံးနိုင်တာအရင်ကသူမသုံးနိုင်ဘူးအခုလက်ရှိမှာသုံးနိုင်လာတယ်ဆိုလို့ရှိရင်သုံးပါပါနော်သူကအခုမှဝယ်ပြီးတော့ပြန်ရုံပဲရှိသေးတယ်မသုံးနိုင်သေးဘူးလေနံပါတ်4ကစခါတဲ့ဟိုရှိခတ်တာတက်သုံးကြည့်ချင်ခဲ့တယ်ဖြစ်တယ်အဲ့ဒီနောက်မှာတဲ့မိုင်းနေချီနေ့တိုင်းအိမ်မှာအဲ့ဒီတူလေးကိုဘာလုပ်မှာလဲသုံးပြအောင်လို့အလေးချင်းတစ်ခုပြအောင်လုပ်တယ်နေ့တိုင်းသုံးကျင်ကြည့်တယ်ပေါ့အဲ့တော့အဖြေမှန်လေးကအချီပန်ဒီနောက်တစ်ခုဆက်ကြည့်မယ်ဆိုလို့ရှိရင်ဧကကေဆောဂရိုင်းတာတဲ့ဧကကေဆောဂရိုင်းတာတဲ့သူတလားလောက်ပေါ့နော်တူကိုင်းတာသူဝေလာတဲ့တူလေးနဲ့ဆန်းပြီးတော့လေ့ကျင်တာကတလားလောက်ကြာပြီးတော့တဲ့နာဂရဲတတုကိုတို့နာရဲတတုကိုတို့ကျင်သားရသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ရာမောတာဘိနီခိမစတာရာမန်စာဖို့တွားခဲ့ပါတယ်စုရုတိုအဲ့လိုဆိုရင်ပဲကောလက်လေးဖောက်ထားတယ်ဟာရှိမို့ကောလက်ဟာရှိမို့ကောလက်ရဲ့တူလေးပဲရာခုနီတတောတတာနဲ့စကာယရယောနီနာတိမ်မစတာကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုနိုင်လာပါပြီအဲဆိုရင်နံပါတ်22ကတစ်လေကခိုနိုဒီတူတောင်မှခိုယူဟာရှိမို့ဒီလိုမျိုးတူတောင်မှဟာရှိနော့ဆမ်မွန်တန်တော့ဒီတူဝယ်ခဲ့တဲ့တူအဓိကရောင်းတဲ့ဆိုင်ရဲ့တူတောင်မှလေးကရာမန်ယာတော့ရာမန်ဆိုင်ရဲ့တူတောင်မှတတော်တတာနဲ့အသုံးပြုနိုင်လာခဲ့ပြီအဖြေမှန်ကယွန်းပန်ရာမန်ဆိုင်သွားတော့မို့လို့ရာမန်ဆိုင်ကတူလဲပဲသူတတော်တတာနဲ့အသုံးပြုနိုင်လာခဲ့ပါပြီဟိုင်ဝတရှိဝဇွတ်တို့ကျွန်တော်ကတဲ့တောက်လျှောက်ဟာရှိကိုဥမာခုစကောက်ခုတူကအခီရာမဲတဲ့မတ်တာကျွန်တော်ကတဲ့တူကိုဥမာခုကျွန်တော်ချင်းချင်းအသုံးပြုဖို့ကိုတဲ့လက်လျှော့ခဲ့ပါတယ်ဥမာခုစကာအေရုယောနိနာတနောကကျွန်တော်ချင်းချင်းအသုံးပြုနိုင်လာတာကဆမ်မွန်တန်ခုနတူဝယ်ခဲ့တဲ့ဒီပေါ့နော်တူကြီးပဲအဓိကရောင်းတဲ့ဆိုင်မှာခတ်တာဝယ်ခဲ့တဲ့ကွက်လက်ဖြစ်ပါတယ်23ပေးထားတာကကြတော့ဟာရှိနော့ဟိုဒီတူကပို့ပြီးတော့ဖြစ်တယ်ဟာရှိတာတနော်တဲ့တူဖြစ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ဟာရှိနော့ဥခါခဲ့တဲ့ဟုတ်တယ်သူကအရင်တော့တူကိုအသုံးပြုနိုင်ဖို့သူကိုကြွကြွချင်းချင်းသုံးနိုင်ဖို့အတွက်လုံးဝလက်လျှော့ခဲ့တယ်အခုကကြတော့သူကဆင်မိုးတန်းကတူဆိုင်လေးကိုဝယ်ပြီးတော့မှဆင်မိုးတန်းမှာရှိတဲ့တူလေးကိုသူဝယ်ပြီးတော့လေ့ကျင့်တယ်အဲ့ဒီရဲ့ဆိုင်ရဲ့ဂျေဇူးကြောင့်ဥခါခဲ့တဲ့ဂျေဇူးကြောင့်သူအခုကြွကြွချင်းချင်းနဲ့အသုံးပြုနိုင်လာပြီဆိုတော့အဖြေမှန်ကစမ်းမှဖြစ်ပါတယ်ခောဝမာယောရီအီမာဝမာယောရီဒီအခုကတော့တဲ့မာယောရီအရင်ကအထက်တောင်မှရာမန်ယာနိဒီရာမန်ဆိုင်တွေကို အခုနောကသွားတာကတာနိုရှိမီနိနာရီမတ်စတာပျော်ရွှင်လာခဲ့ပါပြီတူကိုင်းလာကြွားရတဲ့အတွက်ကြောင့်မလို့ရာမန်ဆိုင်တွေကိုသွားတာလည်းပို့ပြီးတော့ပျော်ရွှင်လာနိုင်ခဲ့ပါပြီဟဲ့ဒါလေးကတော့အပေါက်ဖောက်တဲ့ပုံစံလေးပေါ့နော်သူကဒုကိုင်းလို့ပြောတာထက်ဗမာမေးတဲ့ပုံစံမျိုးလေးပါပဲနောက်တစ်ခုပုံစံလေးကကြတော့သူကမွန်နိုင်ယုံကဒုကိုင်းပုံစံလေးပေါ့နော်ဒုကိုင်းကကြတော့ reading ကဒီတစ်ပိုင်းလုံးကိုအရင်ဆုံးဖတ်လိုက်တာမျိုးမဟုတ်ဘဲနဲ့အောက်ကမေးခွန်းလေးကိုအရင်ဆုံးဖတ်ကြည့်ပါနော်မေးခွန်းဖတ်ပြီးတော့မှစာပိုက်ကိုတွားပြီးတော့စာပိုက်ထဲမှာတော့ပြန်ရှာတာကပို့ပြီးတော့အချိန်ကိုတက်တာစီပါတယ်ဒါဆိုရင်ဒီပေးထားတဲ့စာပိုက်ကြီးကိုအရင်ဖတ်တာမျိုးမဟုတ်ဘဲနဲ့မေးခွန်းအရင်ဆုံးတော့ဖတ်ကြည့်ရအောင်မေးခွန်းနံပါတ်24ကခါရန်ဆန်ကဌာနကဆန်စိနိမော့တုံမိုခိခိတိုက်ခုတိုဝါနာနိကာခါရန်ဆန်ကတဲ့ဒီတနကစီယာကိုအပြောချင်းဆုံးအရာကနာနိကပါလဲအောက်ကနံပါတ်1က自分が日本にいる間で田中先生が大学にいる日はいつかကျွန်တော်ကတဲ့ဂျပန်မှာရှိနေတဲ့ကာလမှာတနကဆရာဟာတဲ့ဒီတက္ကသိုလ်ထဲမှာရှိမယ့်နေ့ကဘယ်တော့လဲနှစ်ကကြတော့自分が休みの間にကျွန်တော်အနားယူနေတဲ့ဂျားထဲမှာအနားယူနေတဲ့အချိန်မှာ田中先生と京都ကဟီရိုရှီမာで会えるかどうか田中先生နဲ့京都သို့မဟုတ်ဟီရိုရှီမာမှာတွေ့နိုင်လားမတွေ့နိုင်ဘူးလား3က7月13日から15日の間で9လပိုင်း13ရက်နေ့ကနေပြီးတော့15ရက်နေ့ကြားထဲမှာတနကဆန်စီတို့အာအေရူဟီကအာရုခတိုကတနကဆရာနဲ့တွေ့နိုင်တဲ့နေ့ကအာရုခတိုကရှိလားမရှိဘူးလားရှိနိုင်လားမရှိနိုင်ဘူးလားနံပါတ်4ကရှိချီကစနိတနကဆန်စီနိအောက်တမယ်နေက9လပိုင်းမှာတနကဆန်စီနဲ့တွေ့နိုင်ဖို့အတွက်အစ်ဆုတိုကျိုနိ
Ikebai, Bero Dojo Doing commonly. That's when somebody might have Hajia. Pinamata Liga Piharaga, Korewa, Karansaga, Tanaga Sazini, Kaida Tekami Tearu. Daga, Karansanga, Tanaga Sia, Jihare, Salon Lipibare. Tanaga Sanse is over to the Melita Bihare. Kobusata stay rimas. Hisashiburi designated to do me, Pobio, Hijire Donolivano, Maduya Jababi, Ugangi Deska, Nigamaela. Kiko Kushte Kara, Nanga Opiami Dagedega, Mo, Hanaga Sugimashtaga, Niguala Shibabi. Tuya Nanga Opiamiwara, Niguala Shibabi, Shidabi Pite. Nihongo Kurasude, Pinkyo State that Koto, Pinkyo State that Corona Koto. The Nihongo Kurasu, Jamaza Adanema, Jamaza Adamare, Pinkyo State da Corona Koto. Jamaza Adanema, to Salila, Tingueronga Ajanigo, Isomo, Anera, Nasoga Shiku, Omoida Steimas, Anera, to Lazo Dandani Vare, Driani Vare. Shichiga Sokara, Dainaguga, Yasumini Narunote. Konola Bayani Sabiore, Takadua, Biware Rajamulo, Takadu Payapide Rajamulo, Nishugan Kurai, Nabala, Aneto, Nihon Oriakoshimas, Amane Adudo, Zamau, Kaidabame, Kaidobame. Kyoto ya Hiroshima o Mawaru Yotei Deska. Kyoto, Jodore, Hiroshima, Mawaru Yotei. Lele Dame, as easy pides of Mele. Satoya Nika Nibira, the Sangaya ni Jare Mare, Tokyo ni Imas, Dojo Mashibai. Toya as easing up, Jodo, Hiroshima or Dame as season so be mele. The Satoya Nika Nibira, Sangaya ni Jare Masona, to Dojo Mashibare. Tokyo ni Iru Aidani, Daigaku ni Ugagate. The Dojo Mashini adored Rema, Dagado to a labor lagine. Say, Sasa, Sansei ni, Omeni Kakari dine to Omodeima. Sasa. No go Sasa, Sayana Dojinelo to Tuitavare, Moshi Akei, Gosuko no I Higa Arimastara, Akeiwana, Saya Assembly Mani Dashime solution, Meru de Imepie, Ohanji Idada Kenai de Shoga, Sali Piambilo, Yamala. Desirema Yare Osaga Jaro, Duga, to Nanga Piamabiro, Nivala Jaware. Jamada Adanema to Lila Gere Kisari, and Yene de Yanivare. Konala Baya to Tagadoye, Naya Pide Jamulo, Napala to a mane to do, Jamao Lame. Larena Yajaro, Kyoto, Joto, Hiroshima, Lare Subimele, Tuye Jaga, Satoya Nigani Video, Sangaya Nigara to Tojumashi, a Tojumashi is in a dorima, Tuye Sia originated Jamulo, Tagado, a leba labio, Sasa Sia originated to Havare. A Gariba, Siabaga, as in solution, immediately. Hence, Yazaligo, Hibilu Yamala, Sabian Bilu Yamala, Yoroshiku Onigai Tashimas, Soya Biba. That's it, to your Migo Tabajia. Disabaidema, Karansanga, Tanaga Sansi, Biosis on Yaga Pali. Tulame, Tutujumashi, Satoya Nigani, Bio Sangayanima, Siasi Bime Yaga Pero Lays of your Biogina. Aro, Namatica Zaraduga, Tua Jamolare Dodima. Tanaga Sayaga, the Tagoduma Shiaga Berole, Maho. The Manica Jaro, Jono, the Anayuni Dorima, Tanaga Sayaga, Kyoto, Jodo, Dumoho, Hiroshima, Dunela, Madunala, Ale Mohogo, Namato. Konala by Satoya Nigani Bira, Sangayani Adorima, Tanaga Sayane, Dunani Yaga, Berole, how they do Ajagumiali, Dubo Asimbia Niga Penile. Lea Jaro. Konala by Mare, Tanaga Sayane to Navoja, Bero to July in Kamale, to Ju Dwaying Kamale. A Pimaga, Samba. Do I may go Piami Biohina Mono? Pimaga, Sama Pibare. Hi, not a Manica Jaro, Watashini to take Janoni, Heaga, Karasuke, Day Nai Kodo Hodo, Storesuna Tamaru Kodoana. Janoni solution, or the Akanga, Shinli Mania. Shillimanida la, Storesuna Tamaru, the Sabi Zimuri Supona Mashivu. I can't dance in Manila la, Janoni Negaro, I can't dance in Manila la, Sabi Zimumia Mashivu. Demo, Tabi me. But to never do less rock, Otomo, Kodomo, Yao Jao, Kalioga, Karasuke Arena Hito, Machine Lane I need to, Emugasa Malone I need to Pipira, Fukua, always are a solution, Nuida Mama, Chotare.
ချွေချွထားတဲ့အတိုင်းအုံမို့ချဒီခလေးကစားစရာအယုတ်တီကလည်းဒါရှတာမမတဲ့ယူဆော့ပြီးသွားလို့ရှိရင်အပြင်မှာထားရတယ်ထုတ်လျက်သားအတိုင်းမာတကုဟေခိတာလုံးဝဝယ်အဆင်ပြေနေရောမွန်ကုအီဥတိုသူကအဲ့လိုမျိုးတွေဘာလို့ဝေစားတွေကိုချွတ်လျက်သားတိုင်းထားတာလဲအယုတ်တွေဆိုလေဘာလို့ပြန်မသိမ့်မဲနဲ့စော်ပြီးလို့ရှိရင်ဒီတိုင်းပဲထားရတာလဲဆိုပြီးတော့အပြစ်တင်စကားကိုပြောရဲဆိုရင်လည်းပဲတဲ့ဣရေရူပရှောကစကုနာစကီရုတုကပြန်လဲရှင်းလဲတင်ဆက်ရမယ့်နေရာကအရန်ကိုကျင်းနေတာတွေပြီးသွားရင်ဇေကုစကားခါရအခုချက်ချင်းပြန်သုံးမှဖြစ်တာတွေဣရိုဣနာခုတိုဤကိုအမျိုးမျိုးသောအကြောင်းအရာတွေကိုပြောတယ်ပေါ့နော်သူမိမနေပြီးတော့ဒီဘာလို့ဝေစားတွေကိုချွတ်လျက်သားထားတာလဲအယုတ်တွေကိုဘာလို့ပြန်မသိမ်းတာလဲအဲ့လိုမျိုးပြောတဲ့ခါကြလို့ရှိရင်သူ့ယောက်ျားနဲ့သူ့ကလေးကပြန်ပြောတာကပြန်ပြီးသိမ်းလိုက်မယ်ဆိုရင်သိမ်းရမယ့်နေရာကရန်ကျင်းနေတာ哦ပြီးသွားရင်ငါခုသုံးပါလေသုံးပါမို့ဆိုဒီတိုင်းထားရတာလေအဲ့လိုမျိုးအမျိုးမျိုးသောအကြောင်းပြချက်တွေကိုပြန်ပြီးတော့ပြောတယ်တဲ့ခရာစခေဝခရာစခေဝရှင်းလင်းသိမ်းစေတာကခရာစခေကတခွေးနာဟီတိုဒီရှင်းလင်းတာကျွမ်းကျင်တဲ့လူကယာရဲပါဤလုံရင်ကောင်းတယ်လို့ဤရွာရဲတတုခိဝအပြောခံရတဲ့ခါကဒီပေါ့နော်အိမ်လေးပါတန်ရှင်းလောက်တာကတန်ရှင်းနိုင်နေတဲ့သူတန်ရှင်းလုံနိုင်တဲ့သူကလောက်တာကောင်းတယ်ပေါ့လို့အပြောခံရတဲ့အချိန်မှာဆိုလို့ရှိရင်ဟွန်တိုနီအီယာနီနာတာတကယ်ဝင်မနစ်မြုပ်လာတယ်စကိုင်းအိုဝါတာရသုံးလို့ပြီးသွားပြီဆိုလို့ရှိရင်ဆိုရဲကိုအတတကူရိုနီအဲ့ဒါရှိတဲ့နေရာမိုဒိုဆုတခဲတဲ့အီနိုနီပစ္စည်းတစ်ခုယူလိုက်တယ်ကိုကသုံးလို့ပြီးသားပဲအဲ့ဆိုရင်ကိုယူရတဲ့နေရာကိုပြန်ပြီးတော့ထားလိုက်မယ်ဆိုရင်ကောင်းတဲ့ဟာကိုအဆင်ပြေမဲ့ဟာကိုနားစဉ်ဘာကြောင့်ခုနခန်တန်းသားခုတို့ကဒေခိနိုင်တော့တာတော့ဘာလို့ဒီလောက်လွယ်လွယ်ကူကူလေးတော့မှမလုံနိုင်တာလဲဆိုပြီးတော့နည်းနည်းစိတ်တူနေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုရင်သူ့ရဲ့မိဂွန်လီကဝတရှိဝကျွန်တော်ကတဲ့自分の家が片付けていない状態になるのはなぜだと考えているがကျွန်တော်ကတဲ့ကျွန်တော်ရဲ့ဒီကိုပိုင်အိမ်လေးကိုပေါ့နော်ရှင်းလင်းသိမ်းဆည်းမနေတဲ့အခြေအနေဖြစ်နေတယ်ဆိုတာကဘာကြောင့်လို့တွေးမိတယ်လဲနံပါတ်1ပေးထားတာက私も夫も子供もみんな片付けられない人だからကျမကယောက်ျားခလေးကအကုန်လုံးကအိမ်မှုကိစ္စမနိုင်တဲ့သူမရှင်းလင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့မဟုတ်ဘူးเนาะနံပါတ်2ကဟဲယာကစေမစကီတဲ့အခန်းကအရန်ကျင်းလွန်ပြီးတော့မိုနိုအီရေရူပရှောကစခုနာစကီရုခါရပစ္စည်းတွေကိုထည့်ရမယ့်နေရာကအရန်ကိုနဲတဲ့အတွက်ကြောင့်မို့လို့အခန်းအရန်ကျင်းပြီးတော့ပစ္စည်းထည့်ရမှာကလည်းနဲတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလည်းမဟုတ်သေးဘူးနံပါတ်3က私があまり部屋の片付けをしようとしないからကျမတိတ်ပြီးတော့အခန်းကိုရှင်းလင်းမယ်ဆိုတဲ့စိတ်မရှိတဲ့အတွက်ကြောင့်မလို့အခန်းတိတ်ပြီးတော့မရှင်းလင်းတဲ့အတွက်ကြောင့်မလို့ဒါလည်းမဟုတ်သေးဘူးနံပါတ်4ကကြတော့အိုတိုတိုခိုတိုမိုကယောက်ျားနဲ့ခလေးကတဲ့မိုနိုစကာတာအတိုဒီသူတို့တုံးလိုက်တယ်ပေါ့နော်ပစ္စည်းအရာဝတ္ထုတွေကိုအသုံးပြုပူရတဲ့နောက်မှာဟာဂျီမဲနီပထမဦးဆုံးအတ္တဘာရှောပထမဆုံးရှိခဲ့တဲ့နေရာကိုမိုဒိုစာနိုင်ခါပြန်မထားရတဲ့အတွက်ကြောင့်မလို့ဟုတ်တယ်အဖြေမှန်ကယွန်းပါဘာကြောင့်လဲဆိုတော့ပစ္စည်းတွေပါယူပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီနေရာမှာပြန်မထားဘဲနဲ့ဒီတိုင်းထားခဲ့တဲ့အတွက်ကြောင့်မလို့အိမ်ကလုံးဝရှုပ်ပွားနေတာပေါ့နော်အားကြောင့်မလို့သူကနေပြီးတော့ပြောတာကယောက်ျားနဲ့ခလေးကပစ္စည်းတွေကိုယူသုံးပြီးသွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့မထားတဲ့အတွက်ကြောင့်မလို့အိမ်ကရှုပ်ပွားနေတယ်အဖြေမှန်ကယွန်းမှဖြစ်ပါတယ်နောက်တစ်ခုစမ်းပါကြတော့အခုနကစင်မေကိုအရင်မဖတ်လိုက်မျိုးเนาะဟုတ်ပြီအဲ့ဆိုရင်ဒီမှာမေကိုလည်းအရင်ဖတ်ကြည့်ကြအောင်この文章を書いた人はဒီစာပိုင်လေးကိုရေးခဲ့တဲ့လူကどのようにဘယ်လိုမျိုးတဲ့暗証番号を決めるのが良いと言っているかဒီလောဝနံပါတ်တွေပေါ့နော်လောဝနံပါတ်တွေကိုသတ်မှတ်တာကဘယ်လိုမျိုးလောဝနံပါတ်တွေကိုသတ်မှတ်တာကကောင်းတယ်လို့ပြောတယ်လေအဲ့ဆိုရင်ကြည့်ကြည့်ရအောင်キャッシュカードなどဒီキャッシュカードဘဏ်ကတ်တွေဘန်ကစားတီတို့တဲ့စခုရုတုခိပြုလုပ်တဲ့အချိန်ကဟီဆယောနာအန်ရှောဘန်ကိုခီမဲရုနော်ဝဤကိုင်းနိမူဇီကာရှိဘန်ကတစ်ခုဘန်ကတွေပါတွေပေါ့ကိုကပြုလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်ကဟီဆယောနာဒီလိုအပ်တဲ့အလိုဝနံပါတ်ကိုခီမဲရုနော်ဝဆုံးဖြတ်တာကဤကိုင်းထင်ထားသလောက်မူဇီကာရှိမထင်ထားသလောက်မူဇီကာရှိခတ်ခဲ့ပါတယ်ဒီမှာဘန်ကတွေပါလုပ်တော့မယ်ဆိုလို့ရှိရင်ကိုငွေထုတ်ငွေသွင်းဖို့အတွက်ကကြတော့လိုဝနံပါတ်လိုတယ်အဲ့ဒီတော့ကြောင့်မလို့ဒီလိုဝနံပါတ်ကိုဘယ်နံပါတ်ထားရမလဲဆိုပြီးတော့တတ်မှတ်တာကမထင်သားလောက်ပဲအရင်ခတ်ခဲပါတယ်ဆက်ကြည့်ကြည့်အောင်ダワ番号などの自分に関係のある数字をダワ番号ကိုယ့်ရဲ့ဖုန်းနံပါတ်တွေ
ပြီးသွားရင်ဇီဘုန်နိခန်းခင်းတော့အားကိုနဲ့သက်ဆိုင်တဲ့စုကြည်ကိန်းကနန်းနေစခါရဲ့ပါအတုံးပြမယ်ဆိုလို့ရှိရင်တဲ့ဝါစုရဲနိခုဤကမေးဖို့ခက်တယ်ဆိုပေမဲ့လေထနေနိတခြားသူတွေကရှီရတယ်တို့ခိခန်းကအားတို့တခြားသူတွေသိမယ်ဆိုလို့ရှိရင်တော့အနေရများတယ်ကိုကဒီလိုဝက်နံပါတ်ထားရမယ်ဆိုလို့ရှိရင်ကိုရဲ့မှတ်ပေါ်တင်နံပါတ်မွေးတက်ကတဲ့ကိုနဲ့သက်ဆိုင်တဲ့နံပါတ်လေးကိုထားမယ်ဆိုရင်တော့ကိုကတော့မေးဖို့ခက်တယ်ဒါပေမဲ့တခြားသူအနေနဲ့ကကြတော့သိသွားမယ်ဆိုလို့ရှိရင်အရန်အနေရများတယ်သိဖို့လွယ်တယ်ပေါ့နော်ဒါမို့ဒါပဲမဲ့တဲ့ဇီဘုန်နိခန်းခင်းတော့နိုင်စုကြည်ကိုနဲ့သက်ဆိုင်မှုမရှိတဲ့တေချာကိန်းကနန်းနေပြီးသွားရင်ဖူခီဆိုခုနိမတမရသေးတဲ့နာရန်တစုကြည်မတမရသေးပဲနဲ့တခါတည်းတန်းပြီးတော့စီလိုက်တဲ့ကိန်းကနန်းတွေကတဲ့ဝါစုရဲရစုမေးဖို့ခက်ခဲတဲ့တဲဝဒါဆိုလို့ရှိရင်ဇီဘုန်နိခန်းခင်းတော့အားလို့စုကြည်ကိုနဲ့သက်ဆိုင်တဲ့ကိန်းကနန်းတွေကိုတန်ကျွန်းနာစုကြည်လွယ်လွယ်ကူကူကိန်းကနန်းလေးတွေကိုတတ်စုပေါင်းလိုက်တာကဒိုးတာတော့ကဘယ်လိုသဘောရလဲကိုနဲ့သက်ဆိုင်တဲ့ကိန်းကနန်းတိချာကနန်းလေးတွေကိုပဲလွယ်လွယ်ကူကူနဲ့နံပါတ်လေးတွေထပ်ပြီးတော့ပေါင်းလိုက်တာမျိုးဆိုလို့ရှိရင်ရောဘယ်လိုသဘောရတယ်လဲတော်တော်ရဲ့ကဥပမာအားဖြင့်တန်ကြောပြီးတော့စုကြည့်ဒီပေါ့နော်ကိုရဲ့မွေးနှစ်ကနန်းလေးက10နှစ်5 1.5နှစ်5ဆိုလို့ရှိရင်အနောက်ကနေပြီးတော့သူထပ်ပေါင်းလိုက်တာက1 လုံးကိုတရှတာပေါင်းလိုက်မယ်ဆိုလို့ရှိရင်1.36ဒီမှာ1ဆိုလို့ရှိရင်1ကိုထပ်ပေါင်းတော့2 3ရောက်1ထပ်ပေါင်းတော့1 2.36အဲ့လိုမျိုး1 4တွေထပ်ပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်1.36လို့ခေါ်တဲ့အန်ရှော်ဘန်ကွန်နိစုရုနော်တာဒီလောဝက်နံပါတ်လေးဖြစ်သွားတယ်ခိုရင်နာကဒါဆိုလို့ရှိရင်တဲ့ဌာနီနီဝဝကာရီနီကူကိုတခြားလူတွေကလည်းနားလေပို့ခတ်ပြီးတော့ဇီဘုန်နီဝကိုယ်တိုင်ကလည်းအိုမိုရီတာရှိယာစုတဲ့ရောဤတာရောကိုယ်တိုင်လည်းမှတ်မိဖို့လွယ်ကူတယ်မလားပြောချင်တဲ့စာပိုက်လေးအကြောင်းအရာလေးကကြတော့သူကဘန်ကတစ်ခုခုကိုကလှုပ်တော့မယ်ဆိုလို့ရှိရင်ဒီလိုဝက်နံပါတ်ကိုထားတဲ့ခါကြလို့ရှိရင်ကိုနဲ့သက်ဆိုင်တဲ့နံပါတ်ထားလိုက်မယ်ဆိုရင်တော့ကိုတို့အဆင်ပြေရဲ့ဒါပေမဲ့တခြားလူကနေပြီးတော့ကိုရဲ့မှတ်ဖို့တဲ့နံပါတ်ကိုသိနေတာမျိုးဆိုလို့ရှိရင်အနေရရှိရပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီတိုင်းအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုနဲ့မသက်ဆိုင်တဲ့နံပါတ်တွေကိုထားမယ်ဆိုလို့ရှိရင်လည်းချက်ချင်းကိုကကိန်းနှန်းနေတန်းစီလိုက်ရတာမို့လို့မေးဖို့လွယ်အဲ့လိုကြတော့လည်းအဆင်မပြေဘူးအဲ့ကြောင့်ဘယ်လိုလုပ်ရကောင်းမလဲဆိုတော့ကိုနဲ့သက်ဆိုင်တဲ့ကိုရဲ့မွေးနေမှတ်ဖို့တဲ့နံပါတ်တွေကို1 4တွေထပ်ပြီးတော့ပေါင်းပြီးတော့မှတ်မယ်ဆိုလို့ရှိရင်ရောမှတ်ကရလွယ်ကူတယ်တခြားသူရဲ့အနေရသိမှလည်းတခြားသူရဲ့အနေရကိုလည်းကိုကစိုးရိမ်စရာမလိုတော့ဘူးဆိုပြီးတော့ရေးပေးထားတာပေါ့နော်ဒါဆိုရင်အောက်ကအဖြူကြည့်ကြည့်ရအောင်ဂျီဘိုနိခန်းခင်းတော့အားရစုကြည့်ရထန်ကျွန်းသားစုကြည့်နီးဆိုလို့ကိုနဲ့ခန်းခင်းတော့အားရစုကြည့်ကိုနဲ့တက်ဆိုင်တဲ့ကိန်းကနန်းနေပြီးသွားရင်လွယ်လွယ်ကူကူကိန်းကနန်းနေထားမယ်အဲ့လိုပြောထားတာမဟုတ်နော်အဲ့လိုလွယ်လွယ်ကူကူကိန်းကနန်းထားမယ်ဆိုရင်အနေရများတယ်လို့ပြောထားတာနံပါတ်1ကဇီဘုန်နိခန်းခင်းတော့အားရစုကြည့်နိထန်ကျွန်းသားစုကြည့်ကိုထားစုကိုနဲ့တက်ဆိုင်တဲ့ကိန်းကနန်းလေးကိုပဲလွယ်လွယ်ကူကူနံပါတ်လေးတွေထပ်ပြီးတော့ပေါင်းတယ်နံပါတ်3ကကြတော့ဂျီဘိုနိခန်းခင်းတော့နိုင်ကိုနဲ့မသက်ဆိုင်တဲ့ကိန်းကနန်းနေပြီးသွားရင်မတော်မရသေးတဲ့ခန်းနန်းတွေကိုစီပြီးတော့ဒီလိုဝက်နံပါတ်အဖြစ်ထားမယ်အဲ့လိုမပြောထားဘူးနံပါတ်4ကအရှိမကြည့်လေကြံနေတာနော်ဂျီဘိုနိခန်းခင်းတော့အားရစုကြည့်ကိုနဲ့သက်ဆိုင်တဲ့ကိန်းကနန်းတွေကိုပဲမတော်မရသေးပဲနဲ့ချက်ချင်းပဲထပ်ပြီးတော့ပေါင်းလိုက်မယ်မတော်မရသေးတဲ့ဒီကိန်းကနန်းကိုထပ်ပြီးတော့ပေါင်းမယ်အဖြစ်မှန်ကနိပဲကိုနဲ့သက်ဆိုင်တဲ့နံပါတ်ကိုပဲကိုလွယ်လွယ်ကူကူလေး1 4လုံးကိုထပ်ပြီးတော့ပေါင်းလိုက်တာဖြေမှန်ကနိပိုင်ဖြစ်ပါတယ်ဒီနောက်တစ်ခုကနောက်ဆုံးပုဒ်စာလေးကကြတော့သူကပေးထားတာကဒီစာပိုက်ပေါ်ရင်မဖောက်ဘူးအောက်ကမေခွန်းလေးကိုရင်တော့ဖတ်ကြည့်ရအောင်မေခွန်းကကြတော့နော်မူရခကြောကခိုနိုမဲရုတဲ့စတာယတာခုတ်တိုရှိတဲ့အဒိတ်တို့နော်တို့တွေကနော်မူရခကြောကတဲ့ဒီမေးထဲမှာတဆင့်ပြောချင်တဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့အရာကဘယ်ရလဲကြည့်ကြည့်ရအောင်これは野村課長が同じ会社の内田さんに書いたメールである。ဒါကတဲ့野村課長ကနေပြီးတော့ဒီတူညီတဲ့ကုမ္ပဏီမှာရှိတဲ့内田さんမေးလေးပို့ပေးထားတာပါ။内田さんဆိုပြီးရေးပေးထားတယ်။今အခုတဲ့ဒီဟာလေးက池原駅に向かう電車の中にいます。အခု池原ဘူတာကိုတဲ့သွားနေတယ်ဥတီပြီးသွားနေတယ်ယထာထဲမှာရှိပါတယ်ရှင်ကောခိုးကျော်တော့အေကျော်ဒီရှင်ကောခိုးကျော်ဆိုမိဘပြက်နေတာအေကျော်ကလွမ်းမှုအကုန်လုံးပေါင်းပြီးတော့ဘာသာပြန်မယ်ဆိုရင်မိဘပြက်နေတာကြောင့်တဲ့ဒန်ရှာကတိုမတက်ရှင်မိုင်းမစတာယထာရက်သွားခဲ့တဲ့ရှာနိုင်အနာစုနီယောရုတော့
ဒီရင်တွင်ထဲမှာရှိတဲ့အနောက်စားပြောတဲ့စကားအရာဆိုလို့ရှိရင်တော့တဲ့ဥဂောခိတဆုမတဲ့စန်ဂျုပုကိုရိုင်ခခါရုဆိုဒတ်ယထာပြန်ပြီးတော့ရွေ့လျာဖို့ကမိနစ်30လောက်ကြာမဲ့ပုံပဲအိုဒါခိုကျော်ဟိုမိုဆူလူမရဲ့နေသူတို့တောင်းမှာကအိုဒါခိုကျော်အဲ့အိုဒါခိုကျော်ကိုတဲ့အလဲဘက်မသွားခင်အခီမရဲ့တော့ခိစတန်တဲ့ဘူဒါအရှိရဲ့ခိစတန်လက်ဖက်ရည်ဆိုင်မှာဆိုင်ရှုခခုနင်းကိုစုရုယကုဆိုကုဒေသကနောက်ဆုံးပြန်ပြီးတော့စစ်ဆေးမယ်အတီးပြုမယ်ဆိုပြီးတော့ဂတိပေးထားခဲ့ပြင်မဲ့လေစွန်တို့ကြီးခံဝအဲ့ဒီအချိန်ကနာဆာဆိုဒတ်မရှိတော့တဲ့ပုံပဲသူတို့တောင်းမှာကအိုဒါခိုကျော်ကိုတောင်းမယ်အဲ့ဒီခိုကျော်ကိုသူတို့မရောက်ခင်ဘူဒါရဲ့လက်ဖက်ရည်ဆိုင်နာမှာတွေးမယ်ဆိုပြီးချိန်ထားတယ်နောက်ဆုံးပြန်ပြီးတော့စစ်ဆေးဖို့အတွက်ချိန်ထားခဲ့ပြင်မဲ့လေအခုကယထာကနောက်ကျနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအချိန်ကမရှိတော့တဲ့ပုံပဲ私は駅から直接向かうのでကျွန်တော်ဘူဒါနေပြီးတော့ဓာတ်ရိုက်မူခေါင်းတော့တယ်ဘယ်လိုလဲဆိုတော့ဒီအိုဒါခိုးကြောဓာတ်ရိုက်သွားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့စကီနီအိုဒါခိုးကြောနေတဲ့အရင်ဆုံးအိုဒါခိုးကြောကိုတွားပြီးတော့အီဒီကူဂျီမာရဲ့တဲ့မတ်တေးတဲ့ခတာဆိုင်ဝင်ပေါင်းနာလေးမှာအဆောင်နေပြီပါမို့ရှိကြီးခံကားအားရပါအကယ်၍အချိန်သာရှိမယ်ဆိုလို့ရှိရင်စုပ်ကိုတဲ့အဲ့ဒီနေရာမှာခန်တန်နိဆိုင်ရှုခခုနင်းကိုရှိမှရှောလဲလဲကူကူလေးပဲနောက်ဆုံးခခုနင်းအတီးပြတာလေးကိုလုပ်ကြရအောင်ဟိုမိုဆူရကြီးခံနိမာနီအာဝနိုင်ပါယူပါသူတို့ဒီအလဲဘက်တောင်းမဲ့အချိန်မှာအချိန်မမီခဲ့တဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့မာတာရန်ရာခုရှိမတ်ထပ်ပြီးတော့ဆက်သွယ်ပေးပါမယ်ရော်ရရှိကိုအနေကရှိမတ်ဆောင်ရွက်ပေးပါဒီစာပိုင်ထဲမှာပြောချင်တာကသူတို့အိုဒါခိုးကြောမတော်ခင်လက်ဖက်ရည်ဆိုင်မှာဘူဒါအရှိရဲ့လက်ဖက်ရည်ဆိုင်မှာနောက်ဆုံးစစ်စေးဖို့အတွက်ချိန်ရတယ်ဆိုပေမဲ့လည်းအခုယထာနောက်ကျနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီယထာကနေပြီးတော့ဘူဒါကနေပြီးတော့တိုက်ရိုက်အိုဒါခိုးချောကိုတောင်းမယ်အရင်ဆုံးအိုဒါခိုးချောကိုတောင်းပြီးတော့ဝင်းပေါက်လေးမှာစောက်ပြီးပါအချိန်ရှိမှဆိုလို့ရှိရင်အိမ်နေရာမှာနောက်ဆုံးစစ်စေးတာလုပ်ပြီးတော့ခိုးချောကိုတောင်းမယ်ပေါ့ဒီကလေးအချိန်မရှိတဲ့အချိန်တွေမှာဆိုလို့ရှိရင်ထပ်ပြီးတော့ဆက်သွယ်လိုက်ပါမယ်ဆိုပြီးရေးပေးထားတာပါဒါဆိုရင်သူပြောချင်သောအရာကဘာလဲဆိုတော့နံပါတ်1ကအိုဒါခိုးချောရင်တော့တိုးချခုကြီးခံအိုဒါခိုးချောကိုရောက်မဲ့အချိန်ကဟိုမိုဆူရကြီးခံရော်တွေအလဲပတ်သွားမယ်လို့သူတို့ပြောထားတဲ့အချိန်ထက်စန်ကျုပ်ပုံကိုယ်တိုင်အိုဆိုခုနာရီဆိုးနာခုတို့နောက်ကျမဲ့ပုံပဲနောက်ကျမဲ့အကြောင်း30မိနစ်လောက်နောက်ကျမယ်ဆိုတဲ့အကြောင်းဒါအဓိကပြောချင်တာမဟုတ်လေနော်နံပါတ်2ကမချီအာဝဆယ်ရုတူကိုသူတို့ချိန်ထားတဲ့နေရာကတဲ့အခီမိုင်းတို့ခိစတန်ခါတာသူတို့ချိန်ထားတဲ့နေရာဘူဒါအရှိကလက်ဖက်ရည်ဆိုင်ကနေပြီးတော့အိုဒါခိုချောရဲ့အီရီဂူဂျီမိုင်းနဲ့ဝင်ပေါင်းအရှိမို့ပြောင်းလဲသွားတဲ့အကြောင်းအရာဟုတ်တယ်အချိန်မရှိရတဲ့ကြောင့်မို့လို့ဝင်ပေါင်းမှာစောက်ပြီးတော့နောက်ဆုံးစစ်စီချက်လုပ်မယ်ဆိုပြီးပြောရတာနောက်နံပါတ်3ကကြတော့ကြီးခါကနိုင်တော့တဲ့အချိန်မရှိရတဲ့ကြောင့်မို့လို့ဆိုင်ရှုခခုနင်းကို10စုနိနောက်ဆုံးအတီးပုစစ်စီတာကိုမလုပ်ပင်နဲ့အိုဒါခိုချောဟိုမွန်ဆူဒခိုတိုနိစတာကိုတိုအိုဒါခိုချောကိုအလဲဘက်သွားရမယ်လိမ့်စာအချိန်မရှိဘူးဆိုရင်ထပ်ပြီးတော့ဆက်သွယ်လိုက်မယ်လို့ပြောတာအချိန်လုံးဝမရှိဘူးလို့မပြောလိုက်အောင်နော်အဲ့တော့ဒါလေးကလည်းမဟုတ်သေးပြန်ဘူးနံပါတ်4ကအိုဒါခိုချောကိုဟိုမွန်ဆူရူမိုင်းတော့ဒီအိုဒါခိုချောအလဲဘက်မသွားခင်ဆိုင်ရှုခခုနေကဒေခိနိုင်ဒိုခိဝမလုံနိုင်တဲ့အချိန်မှာဆိုလို့ရှိရင်မိုးကြီးကြီးတို့ရရာခုဆူရူခိုတို့နောက်တစ်ချိန်ပြန်ပြီးတော့ဆက်တယ်မယ်အကြောင်းအရာနံပါတ်4ကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်4ကမှန်တယ်ဆိုပေမဲ့သူဒီကပြောချင်တာကနောက်တစ်ချိန်ဆက်တယ်မယ်ကိုပြောတာမဟုတ်ဘူးနေရာပြောင်းပြီးတော့အဲ့ဒီနေရာလေးမှာစောက်ပေးပါလို့အဓိကပြောချင်တာမို့လို့အဖြေမှန်ကနိဗ္ဗာန်ဖြစ်ပါတယ်ဟဲ့ဒါဆိုရင်ဗီဒီယိုလေးကလည်းအချိန်ကနည်းနည်းလေးရှိသွားပြီเนาะနည်းနည်းလေးကြာသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကတော့မွန်နိုင်ယွန်းနဲ့အဆုံးသတ်လိုက်မယ်မွန်နိုင်ကမွန်နိုင်ရခုမွန်နိုင်နနာကျန်တဲ့ဥစ္စာလေး reading အပိုက်ရှည်လေးတွေကကြတော့နောက်ဗီဒီယိုအပိုက်တော့မှပြန်ပြီးတော့တွေ့ကြပါမယ်はいじゃあお疲れ様です皆さんまたね